အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စာရေးဆရာအောင်တူဝင်ရေးသားထားတဲ့တင်းငိုင်းလာတရေကြီးဆိုတဲ့ပရာဝတ္ထုတူစာအုပ်လေးကိုဖတ်ကြားပေးသွားမှာဖြစ်ပါတယ်တင်းငိုင်းဆိုရင်မိသူမဆိုညဘက်သွားလာရမည်ဆိုပါကမကြောက်တဲ့သူမရှိသလောက်အောင်ကိုလူတွေကကြောက်တတ်ကြရလေမဖြစ်မနေထိုလမ်းမှသွားရမယ်ဆိုရင်လေကြောမလုံသောခံစားချက်ကတော့ရှိကြမှာမလွဲပေအချိန်ကည8နာရီခန့်မြို့နယ်လေးတစ်ခုကဖြစ်ခဲ့သောအဖြစ်အပျက်လေးတစ်ခုကိုပြောပြပေးရသေးဗျာဦးထိုက်တန်နဲ့ကိုကြီးမောင်တို့တားဖားနှစ်ယောက်ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်တစ်ခုပဲဟယ်လိုအဖေလားအေးဟုတ်တယ်သားဘာဖြစ်လို့လဲအဖေတောင်းဆိုင်ငယ်နဲ့လာကြိုပါလားဒီမှာသားဆိုင်ငယ်ကဘာဖြစ်မှန်းမသိလို့သားအခုဘယ်မှာလဲအခုသားတော်ဝင်သူတဖေးဆိုင်နားမှာအဖေဩအဖေတီးတဲ့ဆိုင်မဲမင်းအဲ့ဒီကနေဆောင်းနေလိုက်အဖေကူပဲထွက်လာခင်ဟုတ်ကဲ့ဖေကိုကြီးမောင်တယောက်အလုံးမအိမ်ပြန်ဆိုင်ငယ်ပြက်နေပြီဖြစ်ဖျားခင်ဖြစ်သူဦးထိုက်တန်အားဖုံးဆက်ပြီးလာခေါ်ခိုင်းခြင်းဖြစ်သည်ကိုထိုက်တန်ဒီချင်းကြီးဘယ်သွားမလို့လဲဆိုင်ကယ်ဆက်နေပါရဲ့နှိုးလို့အေးမင်းသားလမ်းမှာဆိုင်ကယ်ပြတ်နေလို့အဖေလာခေါ်လဲပါဆိုလို့တောက်ခုံမလို့မမြင်ရေဒါဆိုရင်လည်းဖြည်းဖြည်းစီးခဲ့ကြအောင်ပါအေးပါဦးထိုက်တန်လည်းဆိုင်ကယ်အားမောင်းကတားဖြစ်သူအားတားရောက်ခေါ်ရတော့သည်ဦးထိုက်တန်တို့အိမ်ကမြို့ပေါ်သွားခြင်းတင်းငိုင်းလာအဖြစ်သွားလာရသည်တော်မျိုးနယ်ဆိုတော့လမ်းမီးကကောင်းတာမရမရှိသည့်လမ်းဘေးဓာတ်တိုင်ကလည်းတနေရာနဲ့တနေရာလွန်စွာဝေးလာပေသည်ဦးထိုက်တန်လည်းတားဖြစ်သူအားတွားကြည့်ရမည်စောကြောင့်ဆိုင်ကယ်အရှိန်တင်ကမောင်းနှင်းလာခဲ့လေသည်တခါမှညဘက်အခုလိုချင်းပြင်ထွက်ဘူးထဆမရှိသည့်အတွက်အနှဲငယ်တော့စိတ်ကမလုံမလဲဖြစ်မိသည်ဦးထိုက်တန်တော့ပိုဆူးစေတာကတင်းငိုင်းလာအဖက်အမိကိုကြိုးသိနေသည့်အတွက်ကြောက်စိတ်ကဝင်လာခဲ့မိလေသည်အိုးငါယောက်ျားပဲဘာတွေတွေးကြောက်နေမှာလဲဘာပဲလဲတုံးတက်တိုက်ကြားကက်ကိုက်ဖို့ကွာကိုစိတ်ကိုအပင်တင်းငိုင်းလာတယောက်တည်းဖက်ချော်လာခဲ့လေသည်ထိုးချင်းညာခွေးတကောင်ကြီးဆွဆွငင်ဦးလိုက်တဲ့အတန်ကိုကြားလိုက်ရသည်ဟူးအရေးတဲ့တောက်ခွေးကထောက်နေသည်တင်းငိုင်းဧရိယာလေကျေလိုက်ဆုံးဝမဆုံးနိုင်ဆိုင်ကယ်အရှိန်ထက်မြင့်လိုက်လေသည်တင်းငိုင်းလာကြုံလွန်သွားမှဦးထိုက်တန်အနှဲငယ်စိတ်ထဲပေါ်ပါသွားရလေသည်တားဖြစ်သူရှိသည့်တော်ဝင်သူကပီးဆိုင်နာမကြမီဦးထိုက်တန်ရောက်လာခဲ့လေသည်အဖေတားဒီမှာကိုကြီးမောင်လဲဖခင်ဖြစ်သူအားလက်ဖေးဆိုင်ထဲမှာလက်ပြလိုက်ပြီးကိုကြီးမောင်လဲဆိုင်ထဲမှာထွက်လာလိုက်လေသည်အဖေလာကြိုလို့လားနောက်မှဆိုရင်မလွယ်ဘူးဒါနဲ့သားမင်းဆိုင်ကဘယ်လိုလုပ်မှာလဲသားဆိုင်ကိုဒီဆိုင်မှာပဲအပ်ထားခဲ့မယ်ဖေစိတ်ချရလို့လားသားရဲ့ဘာမှဖြစ်ပါဘူးဖေဒီဆိုင်ပိုင်ရှင်နဲ့သားနဲ့ရင်းနှီးကြပါလေသူတို့တေချာတင်းတင်းထားလိုက်မယ်တဲ့ဒါဖြစ်လဲတက်ကွာပြန်ကြရအောင်မိုးကဓာတ်ချုံနေပြီဟုတ်ကဲ့ဖေထို့နောက်ကိုကြီးမောင်လဲဆိုင်ကယ်အားတင်မလွှဲထိုင်လိုက်လေသည်ဦးထိုက်တန်လဲဆိုင်ကယ်အားမောင်းနှင်းလာခဲ့လေသည်ဆိုင်ကယ်ပေါ်ရောက်တော့ဦးထိုက်တန်ကတားဖြစ်သူအားမေးလေသည်တားမင်းတို့အလုပ်ကဒီကနေ့နောက်ကျလိုက်ကြည်လားကွာဟုတ်တယ်ဖေဒီကနေ့အလုပ်ကလာအပ်သူတွေကြနေလို့နောက်ကျနေတာဩဘာစားခဲ့ပြီလဲတားတော်ဝင်သူဆိုင်ကနေအတုံးနဲ့လက်ဖေးတွေတော့တောက်ခဲ့တယ်ထို့နောက်တားဖားနှစ်ယောက်စကားမပြောဖြစ်ပဲဆိုင်ကယ်စီးလာခဲ့ကြလေသည်မကြမီအိမ်ကိုသွားမိလမ်းမှာခြားခံနေဖြစ်နေသောတင်ငိုင်းလာရောက်လာခဲ့ကြလေသည်လမ်းကြီးတစ်ခုလုံးသူတို့တားဖာစီးလာသောဆိုင်ငယ်တန်တာတိုင်သာကြားနေရလေသည်ဦးထိုက်တန်နှင့်ကိုကြီးမောင်တို့တားဖာနှစ်ယောက်ကသူတို့မတိစိတ်ကခိုင်းစင်မှုကြောင့်မျက်လုံးတွေကတင်ငိုင်းထဲကိုမကြည့်မရမနေဖြစ်နေသည့်အတွက်တားဖာနှစ်ယောက်လုံးတင်ငိုင်းထဲကိုလှမ်းကြည့်လိုက်ကြလေသည်ဘာမှထူးခြားမှုမရှိတော့ပကတိငြိမ်သက်နေသည်ဦးထိုက်တန်လည်းတင်ငိုင်းထဲကိုကြည့်နေရမှမျက်နှာလွှဲလိုက်ကရှိတဲ့သူပြန်ကြည့်ခိုက်အုံဟင်သူတို့ဆိုင်ကမီးအောင်ရှိတဲ့သူကြားရောက်လာတော့လူဒီကောင်ထဲ့သည့်ခေါင်းပုံးကြီးတစ်ခုအားမြင်လိုက်ရသည်ဦးထိုက်တန်ဆိုင်ကအားအရှင်လျှော့ကမြေကြီးပေါ်ချ၍ရက်လိုက်သည်နောက်မှလိုက်လာတော့တားဖြစ်သူကဖေးဘာဖြစ်လို့လဲဗျတားဦးထိုက်တန်၏အတန်မှာတုံတုံရင်ဖြစ်နေသည်ကိုကြီးမောင်တတိထားမိလိုက်သည်ဖေးဘာဖြစ်လို့လဲရှေ့မှာကြည့်လိုက်ကိုကြီးမောင်လဲဖခင်ဖြစ်သူ၏ပခုံးကိုကြောကရှေ့သို့ကြည့်လိုက်လေသည်ဟာကောင်းပုံကြီးပဲဖေဟုတ်တယ်သားကျူးဘုံခေါင်းပုံကြီးကတကြွကြွမြည်လာပြီးခေါင်းပုံကြီးပွင့်လာလေသည်ခေါင်းကြီးထဲမှာလက်ကြီးတစ်ဖက်ကဥစွာထွက်လာသည်ကိုမြင်လိုက်ရပေသည်ထို့နောက်ခေါင်းထဲမှာအလောင်းကောင်ကြီးကထားထိုင်လိုက်လေသည်ဗုဒ္ဓဦးထိုက်တိုင်ပဒမအံ့ဩလွန်း၍အတန်ပင်ထွက်သွားရလေသည်ဖေးမောင်းတော့မောင်းအော်အေးကိုကြီးမောင်တတိပေးလိုက်မှဦးထိုက်တန်
တတိဝင်လာကဆိုင်ကယ်ကိုအရှိန်တင်ကမောင်းနှင်းလိုက်လေသည်အခေါင်းထဲမှာအလောင်းကောင်ကြီးကသူတို့သွားမိလမ်းအားပိတ်ပင်ထားသလိုဖြစ်နေလေသည်အဖေအလောင်းကောင်ကြီးထွန်းမလာခင်အမြန်မောင်းအဖြစ်ပြက်ကအသေးရတဲ့ကောင်းလာပေသည်ခေါင်းပုံးကြီးနဘေးမှာဆိုင်ကယ်အားအရှိန်ပြင်းစွာဖြတ်မောင်းလိုက်ရပေသည်ထိုးစဉ်ခေါင်းပုံးထဲမှာအလောင်းကောင်ကြီးကလက်ကြီးနှစ်ဖက်ဖြင့်ခြေထောက်အားလှမ်းဆွဲလိုက်လေသည်ကိုကြီးမောင်၏ဘဲဘက်ခြေထောက်အားဆွဲရသည့်တော့ကိုကြီးမောင်လည်းငဲတန်းပေါအောင်အော်ကထိုအလောင်းကောင်ကြီးလက်အားညာချီတစ်ဖက်ဖြင့်စောက်ကန်လိုက်ကမှအလောင်းကောင်ကြီးလက်မှာလွတ်သွားလေသည်အဖေမိမမောင်းလေဗျာဖေးလည်းမောင်းနေတာပဲကွာကိုကြီးမောင်နောက်သို့လှည့်ကြည့်လိုက်တော့အခေါင်းပုံးကြီးဟာခါးလောင်းတင်ပြီးကိုကြီးမောင်တို့သားဖားဟာအလောင်းကောင်ကြီးကစိုက်ကြည့်နေလေသည်နောက်ကလိုက်မလာသည်ကိုပင်ကျေးဇူးတင်ရမလို့ပင်မချခင်သားဖားနှစ်ယောက်အိမ်သို့ဝယုံသုံးကပြန်ရောက်လာခဲ့ကြသည်အမေတခါဖွင့်မအောင်မေမမြင်မေမြန်လာပါဟာဦးထိုက်တန်နဲ့ကိုကြီးမောင်ကခြံတကားလာဖွင့်ရန်အသေးအံအော်ခေါ်နေကြလေသည်ဟဲ့ဒီသားဖားတွေဘာဖြစ်လာကြရလဲနောက်မှပြမဲမေတခါသာမြန်ဖွင့်ပေးပါအေးဒေါ်မြင့်မေလည်းခြံတကားအားကြပြားကြရာဖွင့်ပေးလိုက်လေသည်ဦးထိုက်တန်လည်းဆိုင်ကယ်အားအိမ်ထဲသို့အတင်းတွန်းပြီးဝင်လိုက်လေသည်ဒေါ်မြင့်မေကတော့ဦးထိုက်တန်တို့သားဖား၏ထိတ်လန့်နေသောမျက်နှာတွေကြောင့်စိုးရိမ်သွားလေသည်မမြည်ရေခပေးသားမအောင်ကွာအင်းခဏလေးဒေါ်မြင့်မေလည်းရေဝှစင်မှရေနှခွအားအပြေးလွှားခတ်ကသားဖားနှစ်ယောက်အားတိုက်လိုက်လေသည်ဂလုဦးထိုက်တန်တို့သားဖားနှစ်ယောက်ယခုမှအမောပြေသွားကြဟန်ရှိပေသည်ခဏခန့်ကြာမှဒေါ်မြင့်မေကဆက်မေးလိုက်သည်ရှင်တို့သားဖားတွေဘာဖြစ်လာကြလဲတော့ကျုပ်ရှင်တို့သားဖားကိုမြင်ရတော့မထိတ်တမလန့်သာရှင်းလိုက်တာပြောပြပါမယ်မမြင်မရငါတို့ကြုံလုံးလို့မပြောနိုင်သေးတာပါအခုမှမောပြေသွားတာဟာဟုတ်တယ်မေကန်ကုန်းလို့သားတို့သားဖားကိုအမိမြင်ရတာနောက်မမွင်တရေကုတ်လို့တေနေလောက်ပြီဗျတရေဟုတ်လားဟုတ်ပါဖြစ်ပုံကဒီလိုမမြင်ဦးထိုက်တန်လဲသူတို့သားဖားကြုံတွေးလာခဲ့ရပုံများကိုတလုံးမကြံပြောပြလိုက်လေသည်နားထောင်နေသည့်ဒေါ်မြင့်မေလဲပါဇက်အဟောင်းသားဖြစ်နေရလေသည်ရှင်တို့သားဖားသာကြောက်လိုက်တာရှင်အောင်မလေးပြောရင်ချက်သိန်းအောင်ထားတယ်ဟုတ်တယ်ငါသက်သက်နဲ့တကူပထမဆုံးတရေချောက်တာခံရတာပဲဒေါ်သေးတယ်ကြောက်ချီးပါပစိုးတဲ့ပါမချမိလို့တော်ပြီနောက်ဆုံးဘောစီကိုပြောထားရမယ်အလုပ်ကိုနောက်ကျပြီးမသိမ်းနိုင်ဘူးမဟုတ်ရင်တရေချောက်ခံရလို့တေးမဲ့ခင်ဆိုင်နေကဲပါသားပါနဲ့ကိုထမင်းစားလိုက်ကြအောင်အမေစင်သစ်လောက်ထားတယ်စားတော့ဦးမေစားလို့လည်းဝင်မှာမဟုတ်ဘူးဗျာဟုတ်တယ်ငါလည်းမစားတော့ဘူးညစားမထစားတော့မယ်ဟေ့ဒါဆိုရင်လည်းသားပါနဲ့လုံးဖျားလေးရှိခိုးပြီးအိတ်ကြအောင်နော်ဟုတ်မေအေးပါဦးထိုက်တန်နဲ့ကိုကြီးမောင်လည်းအိမ်မော်တက်ကဖျားကြော့ပြီးအိတ်လိုက်ကြလေသည်ဦးထိုက်တန်နဲ့ကိုကြီးမောင်တို့သားဖားနှစ်ယောက်ယခုဖြစ်ပျက်အားဘယ်သောခါမှမေးပြောင်းနိုင်မှာမဟုတ်တော့ပြီဇလန်းလေးကတော့ဒီမှာနေမဲ့ပြီးဆုံးခဲ့ပါပြီနားဆင်သူပြည်သက်ရောက်စီတိုင်းကိုထူးပင်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဆက်လက်ကောင်းမွန်တဲ့ဇလန်းလေးတွေနဲ့အတူပြန်လာခဲ့ပါဦးမို့စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်